ဟဲ့ထားစမ်းနေဖင်ထိုးနေပြီညရီမင်းသားတော့နေဖင်ထိုးရုံနဲ့မကားလို့နေလုံးလိုက်ကြီးဖိနှဲဝင်သွားပြီအဲ့ရအထမဲ့ကောင်မဟုတ်ဘူးကွာရှင်နဲ့တူတာကိုမနဲ့စောစောစီစီအမေရဲ့အတန်ကရွာရိတ်ကအောင်ကြီးရွာဆုံးထိကြားနေရတယ်တို့ပေမဲ့ထိုးအတန်းလောက်ကရာဇတက်ကရစ်ဆိုတဲ့ကောင်အတွက်တော့မမှုအဲ့ရမထားသေးပဲစောင်းကိုပြန်ဆွဲထုံလိုက်ပြီးအိမ်မီအပြူမှာမတာမိကင်ကအခန်းထဲဝင်လာပြီးစောင်းကိုဆွဲယူလိုက်တယ်တော်မြရင်တရားတမီကိုချိတ်ထိုင်ကကြောက်ကုန်းလေးကိုပုတ်ခနဲ့မိအောင်ရိုက်လိုက်တယ်။အာအမေကဖြည်းဖြည်းရိုက်ပါဗျာ။တားကြပြင်းနေတနာပါတယ်။တို့ကြောင့်အမေရိုက်လို့ကျွဲကကုံမှဖြစ်တက်ဖြစ်သွားပါအောင်မေ။တက်ကရတရားမျက်လုံးလေးကိုလက်နဲ့ဖက်ဖြစ်ဖို့ကထထိုင်လိုက်တယ်။အဲ့ရထားစားဖြစ်တာကြောင့်သပင်တွေကလည်းမိုးကျပစ်ထားသလိုပဲရှုပ်ပွားကထိုးထိုးထောင်ဖြစ်နေတယ်။အမလီတော့ကျုပ်ကကိုသားကိုတော့ကျိုးအောင်ရိုက်เสียလား။စကကြောရှိမနေနဲ့ထတော့ရေမိုးချိုးမနှက်စာစားပြီးခိုင်းစာရှိတယ်။မေတို့ကတော့တားတယောက်လေးရှိတာခိုင်းဖို့ပဲချောင်းနေတယ်။တော်မြရင်ကနှကန်းလေးကိုမဲရွက်ကဖြစ်။အော်ဒါဖြစ်တော်တော်အားနေတယ်ပေါ့။တနေ့ထိုင်ရည်တောက်မယ်မူးမယ်ယူမယ်အရေးတဲ့ချက်ကလေးကပါတိုက်လိုက်သေးတယ်။တနေ့ရှင်းလိုက်ရတဲ့ပြဿနာတွေကလည်းမကုန်နိုင်ဘူး။ဒါတောင်ဖေးရတကြီးဖြစ်နေလို့တော်သေး။ပြောတာပါ။အဖေကသူ့သားကိုတစ်ခါမှမညာအောင်။တားအတွက်ဆိုပြီးတီးတန့်ထိတ်တုံးလေးတောင်လှုပ်ထားပေးသေးတယ်။အမေကလည်းဒါပစ္စည်းလေးပဲဆိုတာပါ။နော်လို့ဒုက္ခနာကိုမအာမနာနှကန်းလေးကိုထော်ကအမူအရာမျိုးစုံဖြစ်ချွန်းနေသောသားကိုကြည့်ပြီးတပြင်းချမိရဲ့။ကဲတော်ပြီဒီကြောရှင်မနေနဲ့လုံရင်းပဲပြောတော့မယ်။ဒီနေ့ရွာကိုဆရာလေးအစ်စ်ရောက်မှာ။အဲ့ဒါရွာထဲမှာတားဆောင်ချေ။အင်းမတားကြွရင်ဝဲမလား။သွားလိုက်မယ်။အဲ့ဒါဆိုနောက်မြင်ပြန်လာမှာပေါ့ထားတော့အကြောင်းရင်းထဲမှာပဲပြုတ်ထမင်းကြော်ထားပေးတယ်တခါတည်းစားသွားမိကတော့တယောက်တည်းပြောချင်တယ်ပြောပြီးအိတ်ခန်းကြီးကနေထွက်သွားတယ်တကယ်တယောက်ထထိုင်ကပြရင်းပါဖို့ထဖွင့်ပြီးဘေးချံကလုံနေတော့သည့်ပြင်အောင်အင်္ဂလိပ်ကိုကြည့်မိတပြင်းချမိရဲ့ခမလေးကတော့ကျုပ်ကိုဘာမှမပြောပဲထွက်သွားလိုက်တာအခုဆိုရင်17နှစ်9လနဲ့22ရက်တောင်ရှိသွားခဲ့ပြီနော်ဒါပေမဲ့ကန်တရားကမောင်းပေါ်မျက်နှာသာပြေးလာခဲ့ပါပြီထို့နောက်ဝေစားခြင်းနဲ့မှရီလက်ပစိုးကိုထုတ်ကခုံးပေါ်တင်းပြီးရှီအရေးစီနာတို့ဆင်းလာခဲ့လိုက်တယ်ရေကိုခက်တက်လေးလောက်ချုပ်ပြီးမျက်နှာသေးသွားတိုက်ကအိမ်ပေါ်သို့ပြင်တက်လာခဲ့ခန်းထဲဝင်လိုက်ပြီးအဝိဘီရိုထဲမှရှယ်အင်ဂျီလက်တို့အဖြူကိုထုတ်လိုက်ပြီးပစိုးအနက်ကွက်စိတ်လေးကိုထုတ်လိုက်တယ်ထို့နောက်ခါကြဝင်ထားတော့ရင်လည်းပစိုးချလိုက်ပြီးကကြုံပေါင်းမိအနီရောင်ကလေးကအောက်ပိုင်းတွေနေရာယူထားလို့နေတယ်။တမထွားကြိုင်းတဲ့ခန္ဓာကိုယ်အချိုးစားကြောင်တေးကျင်ပြလာတဲ့ရင်အုပ်တိုမတ်စင်းအောက်တို့ကြည့်လျင်အမြောင်းလိုက်ဖြစ်နေတဲ့ဝမ်းဖိုက်ကြသားတွေများသို့ပေမဲ့ညာဘက်ရင်အုပ်တွေနှောင်းဆိုတဲ့အရေးသားလေးကဝင်ကြွားစွာနေရာယူလို့နေတယ်။တာရီတာယာရွရောက်ပြီနော်။ဆိုကကားဆော့ရကကားရက်ပြီးလိုက်တယ်။ရှင်နှောင်းမြတ်တယောက်လက်ကီလေးကိုဆွဲယူကကားပေါ်မှာဆင်းလာတယ်။ကားပြန်ထွက်သွားသည့်အချိန်ဘေဘီဝဲရာကိုကြည့်လိုက်တော့ခရီးသည်များနားရင်ပြုတ်လောက်ထားသည့်ဟန်ကျူရဲ့မကြီးပင်အိုအောက်ရှိဒေသခုံတန်းလေးကိုတွေ့လိုက်ရတယ်။ထိုခုံတန်းလေးနားကိုအမြန်သွားကအိတ်ကိုဘေးချပြီးထိုင်ကောပေါ်တွင်တင်းမလွှဲ့ကထိုင်လိုက်သည်ခဏတာအမောပြေးလိုက်တယ်။ထို့နောက်မျက်စိရှိမှရှုခင်းတွေကိုကြည့်ရင်ငင်းမောမိနေတယ်။စိတ်ဆုံနေတဲ့လေကွင်းပြင်းနဲ့လေတော်ထဲမှာကိုစီအလုံးလုံးနေကြတဲ့လူတွေကိုတွေ့လိုက်ရတယ်။ထို့ရကထွက်လာတာတောင်မြတ်တယောက်အသက်15နှစ်ခန့်သာရှိပေအောင်မြင်အဖေဆုံးပြီးသားမိနှစ်ယောက်တည်းမျက်စိတငယ်နားတငယ်နဲ့ဖြစ်နေတဲ့အချိန်မှာအမေရဲ့အမတွေကရင်ကုန်ကိုပြောင်းနေဖို့အတွက်ဝိုင်းပြီးနားချကြတယ်မမေကလည်းတောင်မြတ်ရဲ့ရှိရအတွက်ကြီးကသူ့အမရဲ့စကားကိုနားထောင်ပြီးတောင်မြတ်တို့ရန်ကုန်ကိုပြောင်းရွှေ့ခဲ့ကြတယ်ခုလဲကိုယ့်ရဲ့ဇာတိဖြစ်တဲ့ထိုကျေးရွာလေးမှာပြန်ကြိုးပြဖို့ရအတွက်တာဝန်ကျဆရာဝန်လင်းတယောက်အနေနဲ့ပြန်လာရသည်မှာအလွန်စွာစိတ်လှုပ်ရှားနေခဲ့ရတယ်။ဒိန်တွင်ဆိုင်ကယ်ကိုလက်ဆက်ကျက်စီလာကရှေ့တွင်ဟုတ်တရက်ကြီးထွေရသွားတဲ့ထိုလူကြောင့်တွေးလက်စအကျွေးတွေကလေထဲတွင်လွတ်ပြောက်သွားတယ်။ထိုလူရဲ့မျက်နှာကိုသေချာကြည့်လိုက်တော့တနေရာတွင်မြေဘူးရဲ့ဟန်ကြောင့်သေချာစိုက်ကြည့်ရင်စဉ်းစားမိနေတယ်။ကျုပ်ချောတာကျုပ်သိပါတယ်ဗျ။မျက်တောင်မခက်ပဲငင်းနေရချက်တာပေါ့လို့ထိုသူရဲ့အတန်ကိုကြားမှခေါင်းနဲ့စဉ်းစားလို့ရသွားတယ်မင်းရာဇတက်ကရစ်မလားဟ
ဟုတ်ပါဗျာဘာလေကျုပ်ကအရန်ချော့နေလို့မှတ်မိတော့တာလားမင်းစကားကိုကောင်းကောင်းပြောလို့မရဘူးလားရာဇာတက္ကရီရာဇာတက္ကရီဆိုတဲ့နာမည်ကြီးကြားလိုက်ရတာနာဝင်မချိုလိုက်တာဗျာကြားကောင်းအောင်မောင်းလို့တလုံးနဲ့အပြားစကောပါလားဗျဘာကွာတကောင်သားရဲ့စကားတွေကြောင့်နှောင်းမြတ်တယောက်ဒေါသအနေငယ်ဒေါသများငယ်ထိပ်ရောက်သွားပြီးမျက်နှာတို့ကလေခန့်ရင်ဒီအလားหนีရဲနေတော့စိတ်လျှော့ပါဗျာဒေါသကလည်းကြီးလိုက်တာဒေါသအရန်ထွက်နေတော့လဲစိတ်ပြန်ထိန်ကထလိုက်ပြီးလက်ကိတ်ကိုဆွဲကထိုလူနားမှထွက်လာခဲ့တယ်